အားလုံးပဲမင်္ဂလာပါခင်ဗျာနိုင်ငံတကာသတင်းနဲ့ပတ်သက်ပြီးတော့ဖိလစ်ပိုင်နိုင်ငံစူပစ်ပင်လယ်အတွင်းမှာအမေရိကန်နိုင်ငံရဲ့ဝိုင်းရိုတန်းစားခရုစ်ဒုံးကျည်တင်ရေငုပ်သင်္ဘောတစ်စီးရောက်ရှိနေတာနဲ့ပတ်သက်ပြီးကျွန်တော်နဲ့ငယ်မျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်တောင်တရုတ်ပင်လယ်အတွင်းဒါတရုတ်နိုင်ငံရဲ့ဖူကျင်းလေယာဉ်တင်သင်္ဘောဥဆောင်တဲ့ရင်အုပ်စုရောက်ရှိနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာဒီလိုထွက်ပေါ်လာပြီးမရှိမနှောင်းမှာပဲဒီတောင်တရုတ်ပင်လယ်အနီးပေါ့ဖိလစ်ပိုင်နိုင်ငံစူပစ်ပင်လယ်အော်ရေပြင်အတွင်းမှာပဲအမေရိကန်နိုင်ငံရဲ့အိုဟိုင်းရိုအတန်းစားခရုစ်ဒုံးကျည်တင်ရေငုပ်သင်္ဘောတစ်စီးရောက်ရှိနေတယ်ဆိုပြီးတော့ထပ်မံပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာဒီနေရာမှာစူပစ်ပင်လယ်အော်ဆိုတာဒါဖိလစ်ပိုင်နိုင်ငံလူစုံကျွန်းရဲ့နောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့တောင်တရုတ်ပင်လယ်ရေပြင်နဲ့လည်းဆက်နေတာဒီကနေ့မှာတော့ဒါဒီတရုတ်ရဲ့ဖူကျင်းလေယာဉ်တင်သင်္ဘောနဲ့ဒါခုထပ်မံရောက်ရှိလာတဲ့အမေရိကန်နိုင်ငံအိုဟိုင်းရိုတန်းစားခရုစ်ဒုံးကျည်တင်ရေငုပ်သင်္ဘောနှစ်စီးကိုလိုက်ရှင်သွားမှာဒါတရုတ်နိုင်ငံဖူကျင်းလေယာဉ်တင်သင်္ဘောအကြောင်းကိုဒါပထမဆုံးဒါလေ့လာကြည့်ဖူကျင်း CNS-80 ဒါတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်တပ်ဖွဲ့ BNA ရဲ့တတိယမြောက်လေယာဉ်တင်သင်္ဘောကြီးဖြစ်တာ2022ခုနှစ်ကရေရှခဲ့ပြီးတော့စမ်းသပ်မောင်းနှင်ခဲ့တာဒီလေယာဉ်တင်သင်္ဘောကြီးကဒါတမယိုးကျရေနွေးငွေ့တာပိုင်နဲ့ဒါရန်ဒီဇယ်တာပိုင်အင်ဂျင်ဆက်တွေနဲ့မောင်းနှင်တယ်တနာရီကို35မိုင်နှုန်းနဲ့ခုတ်မောင်းနိုင်တာဝင်အပြစ်တန်ချိန်ဆိုရင်တန်ချိန်8000ခွဲအထိကိုမောင်းနေနိုင်လျားအနေနဲ့1036ပေ6လက်မဂုံးဘက်အကျယ်က249ပေ4လက်မအထိရှိတယ်4.5 မျိုးဆက် J50 တိုက်လေယာဉ်နဲ့ဒါပြင်စမမျိုးဆက်ဖြစ်တဲ့ J35 တိုက်လေယာဉ်အစီး40ကနေ45စီး Gauge စစ်အတွက် AWS ကြိုတင်ထောက်လှမ်းရေးသတိပေးရေဒါစနစ်တက်ထားတဲ့လေယာဉ်3စီးရေတပ်3ရဟတ်ယာဉ်12စီးပေါ့ဒါတွေအထိကိုတင်ဆောင်နိုင်တာပေါ့ဒီဖူဂျီယန်လေယာဉ်တင်သင်္ဘောကြီးကဒါအမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောကြီးတွေပြီးရင်ကမ္ဘာမှာဒါအကြီးဆုံးနဲ့ခက်မီဆုံးဖြစ်တယ်လို့ဆိုခဲ့ကြတာပေါ့ဒီသင်္ဘောကြီးကိုဒါလေယာဉ်တွေလွတ်တင်ဖို့ဒါလျှက်စစ်တန်လိုက်အားသုံးဒါလောက်လွဲစနစ်ဖြစ်တဲ့ Electromagnetic Aircraft Launching System ပေါ့ EMLS ကိုအသုံးပြုတာဒီ EMLS စနစ်တွေကဒါအမေရိကန်နေစီမှာအသုံးပြုနေသေးတာလည်းဖြစ်တယ်ဒီစနစ်ကဒါတမယိုးကျရေနွေးငွေ့အားသုံးဒီဂျက်လောက်လွဲစနစ်ထက်ပိုပြီးတော့ဒါ25%လောက်မြန်တယ်လို့လည်းဆိုတာပေါ့ဒါဒီခုလေယာဉ်တင်သင်္ဘောကြီးမှာဆိုရင်ဒါလေကြောင်းရန်ကာဝေးဒုံးကြီး32စီးပြီးရင်ဒီတော်ပီဒိုပစ်ပြုံနှစ်ခုရေငုပ်သင်္ဘောဖြတ်ဒုံး48စင်းအထိကိုတပ်ဆင်ထားတာဒီတရုတ်ရဲ့ဖူဂျီယန်ဒီလေယာဉ်တင်သင်္ဘောကြီးဖြန့်ကျက်မှုကဒီငင်းညက်တဲ့ကာလမှာစွမ်းရည်စမ်းသပ်တာဖြစ်တယ်လို့ဆိုပေမဲ့ဒီသင်္ဘောပေါ်မှာဒါအဆောက်လိုက်လာတဲ့စစ်သင်္ဘောသားတွေကနည်းနေတယ်စစ်မှတ်ဖြစ်ပွားရင်ဒါဖူဂျီယန်သင်္ဘောကြီးကိုစောင့်ကြက်ရှန်လိုက်ပါမဲ့စစ်သင်္ဘောအုပ်စုကဖြတ်သင်္ဘောတွေ frigate စစ်သင်္ဘောတွေအနည်းဆုံး5စီးတော့ပါဝင်နေရမှာဒီရှက်ကလည်းဒါတိုက်ခိုက်ရေးရင်ငုပ်သင်္ဘောတွေအတွက်ပါဝင်လာတာလည်းဖြစ်တယ်ဖူဂျီယန်လေယာဉ်တင်သင်္ဘောကြီးရဲ့ဒါအခုဖြန့်ကျက်မှုကငင်းညက်တဲ့ကာလမှာစွမ်းရည်စမ်းသပ်တာဖြစ်လို့အဆောက်လိုက်တဲ့စစ်သင်္ဘောတွေနည်းနေအောင်တကယ်လို့စစ်မှတ်ဖြစ်ပွားခဲ့ရင်တော့ဒီဖူဂျီယန်သင်္ဘောကြီးကိုစောင့်ကြက်ရှန်လိုက်ပါလာမဲ့စစ်သင်္ဘောအုပ်စုကဒါဖြတ်သင်္ဘော frigate စစ်သင်္ဘောတွေအနည်းဆုံး5စီးလောက်တော့ပါဝင်နေရမှာတိုက်ခိုက်ရေးရင်ငုပ်သင်္ဘောတွေလည်းပါဝင်လာနိုင်မှာဖြစ်တာအမေရိကန်နိုင်ငံရဲ့အိုဟိုင်းယိုဒုံးကျည်တင်ရင်ငုပ်သင်္ဘောအမေရိကန်ရေတပ်မှာ4စီးပဲရှိတဲ့ cruise ဒုံးကျည်တင်နျူကလ িয়ার စွမ်းအင်နဲ့ခုတ်မောင်းတဲ့ရင်ငုပ်သင်္ဘောကြီးဖြစ်တဲ့ USS Ohio SSGM 762ပေါ့ဒါမူလက200တိုက်ရှင်းပစ်ဒုံးပြန်တင်ရင်ငုပ်သင်္ဘောဖြစ်တဲ့1982ခုနှစ်မှာတပ်တော်ဝင်ခဲ့ပြီးတော့တန်းချိန်19450တန်းရှိတယ်အလျားက960ပေအကျယ်က42ပေရှိပြီးတော့ရေအောက်မှာဆိုရင်တနာရီမိုင်30ကျော်အမြန်နှုန်းနဲ့ခုတ်မောင်းနိုင်တယ်ဒီရေငုပ်သင်္ဘောကြီးတွေကဒါမူလကတိုက်ရှင်းပစ်ဒုံးပြန်တွေတင်ဆောင်ဖို့တိဆောက်ခဲ့တာတန်လုံးဝစိတ်ငြိမ်ပြီးတော့ရေယာကန်ထောက်လန်းဖို့မဖြစ်နိုင်တဲ့လောက်ဖြစ်တာရေငုပ်သင်္ဘောမှာရေတပ်155ကိုလိုက်ပါတာဝန်ထမ်းဆောင်တဲ့နေဗီစီထူးတပ်ဖွဲ့ဝင်66ဦးကိုပါတင်ဆောင်ပြီးတော့ထူးစစ်စင်ရေးတွေဆင်နွှဲနိုင်တာဝိုင်းဝရေငုပ်သင်္ဘောမှာမူလကဒီ Trident တိုက်ရှင်းပစ်ဒုံးပြန်24စင်းတက်ဆောင်ထားတယ်2002ခုနှစ်ရောက်မှာတော့တိုက်ရှင်းပစ်ဒုံးပြန်တွေစား cruise ဒုံးကြီးတွေပြောင်းပြီးတော့တင်ဆောင်ဖို့ဆုံးဖြတ်ပြီးတော့ပြုတ်ပြင်မွမ်းမံလာရင်နဲ့ SSGN cruise ဒုံးကြီးတင်ရေငုပ်သင်္ဘောကြီးအဖြစ်ကို2006ခုနှစ်မှာအမေရိကန်တွေစပြီးတော့အသုံးပြုခဲ့တာအမေရိကန်နိုင်ငံမှာ Ohio လိုမျိုး cruise ဒုံးကြီးတင်ရေငုပ်သင်္ဘောနောက်ထပ်3စီးရှိသေးတယ် Ohio ဒါပြီးရင် Michigan Florida Georgia ရေငုပ်သင်္ဘောတွေOhio ရေငုပ်သင်္ဘောကဒါရေမိုင်1550အကွာဝေးမှာရေပြင်မြေပြင်ပြစ်မှတ်တွေကိုပြစ်ခတ်ရှေမုန်းနိုင်တဲ့ပြီးရင်တစ်ဖက်မှာဆိုရင် Chris ဒုံးကြီး154စင်းတင်ဆောင်ထားနိုင်တယ်ဒေါ်ဗီဒိုပြစ်ပြွန်4ခုတက်ဆင်ပြီးတော့ဒေါ်ဗီဒို25စင်းအနည်းဆုံး
တက်ဆင်ထားကြတော့အမေရိကန်တွေကဒီ Ohio တစည်းကိုပဲလူသိကံထင်သာမြင်သာပြသထားပြီးတော့ဒါကြံတဲ့အလားတူဒီ SSC ရဲ့ရင်ငုတ်သင်္ဘောကြီး3စီးဒီမှာရောက်နေမှန်းမသိကြဘူးများသောအားဖြင့်ဒီရင်ငုတ်သင်္ဘောကြီးများစုကို Pacific သမုဒ္ဒရာဘက်မှာဖြန့်ကျက်ချထားတာဖြစ်နိုင်တယ်ဒီတောင်တရုတ်ပင်လယ်အနီးတစ်ဝိုက်ကရေပြင်အောက်မှာနောက်ထပ်ဘယ်ရင်ငုတ်သင်္ဘောတွေရှိနေအောင်မလဲဆိုတော့မသိနိုင်ဘူးဒီကနေ့ဒါပြောပြသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြန်ရှုပ်ရရင်ဒါတရုတ်ရဲ့တိုက်ခိုက်ရေးရင်ငုတ်သင်္ဘောတွေနဲ့ပင်လယ်ပြင်ကင်းလက်လေယာဉ် drone UAV တွေကဒီ Ohio ကိုအသေးအံတာရှာဖွေနေကြတာရှာလို့တွေ့မတွေ့ဘူးဆိုတာကဒါသေချာလဲ50-50ပေါ့ဒီနေရာမှာတစ်ခုရှိတာ Ohio ကအတန်တိတ်ဆိတ်လုံးတော့ရေအောက်မှာဒါရပ်ပေါင်းများစွာလဲငုတ်ရှိုးနေနိုင်တာဒီလိုရှက်တွေကြောင့်ဒါပြင်တစ်ဖက်ကလည်းကိုပြောက် Stanley ရင်ငုတ်သင်္ဘောကြီးဖြစ်နေတာတရုတ်တို့ကဒါ Ohio ကိုရှာတွေ့ပါမလားဒီတစ်ဖက်ကဒါ Fujian ဒီသင်္ဘောကြီးကိုပဲနှိမ့်မြုပ်ပစ်လိုက်ရင်ဒါတရုတ်တို့တုံ့ရှောက်ရှားသွားမှာတော့အသေးချာဖြစ်တာအခုဒီ Fujian သင်္ဘောကြီးကဒါတောင်တရုတ်ပင်လယ်အတွင်းရောက်လာတာနဲ့အချိန်ကိုက်ဒါအမေရိကန်ရဲ့ Ohio ကဖိလစ်ပိုင်မှာကိုတင်ပြစီတယ်ဆိုတာကတော့တိုက်ဆိုင်မှုအနေနဲ့တော့မဟုတ်ဘူးထိုင်ဝမ်မှာဒါအမေရိကန်တွေလက်နက်ရောင်းချတယ်ဖိလစ်ပိုင်နဲ့ဂျပန်မှာဒီအမေရိကန်လို့ဒိုင်ဖုန်းဒုံးပြန်စနစ်တွေဖြန့်ကျက်ချထားတယ်ပြီးရင်လေ့ကျင့်မှုတွေအပြီးမှာအခုလိုမျိုးဒါ Ohio ကြီးကဒါတောင်တရုတ်ပင်လယ်အနီးမှာထပ်ပြီးတော့ကိုတင်ပြလာတာဖြစ်တဲ့အတွက်အမေရိကန်ကတရုတ်ပင်လယ်ထွက်ပေါက်ရှက်ထွင်ရေးကိုပိတ်ဆို့နိုင်လုံးဝတကယ်ဟာဗျူကအခင်းချင်းဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်